အဲ့ဒါနဲ့အဲ့ဒီယဟန်တော်ကဘလောက်တောင်လှတယ်လဲမသိဘူးဆိုပြီးတော့တိရိမာကိုစိတ်ဝင်စားတာနဲ့ရာဇဂိုမြို့ကိုကြွလာတယ်အဲ့ဒါရာဇဂိုမြို့ကြွလာပြီးတော့အဲ့ဒီတိရိမာအိမ်ကိုဆွမ်းခံသွားတယ်ဆိုရပါစို့ကိုရောက်တဲ့အခါကျတော့ဖြစ်ကျင်တော့တိရိမာကကျမ်းမာရေးမကောင်းဒါသူ့ကိုပွေ့ချပြီးတော့ယူလာရတယ်ဆွမ်းလောင်းဖို့အတွက်အဲ့ဒီကျမ်းမာရေးမကောင်းတဲ့တိရိမာကိုမြင်တော့အဲ့ဒီယဟန်ကဘလို့စဉ်းစားလဲဆိုတော့ဟောကြည်စမ်းကျမ်းမာရေးမကောင်းတဲ့အချိန်မှာတောင်ဒီလောက်လှပတင့်နေတယ်ဆိုရင်ကျမ်းမာရေးကောင်းမှုပြီးတော့ဟိုအစားအစဉ်တစားပြည့်ပြည့်စုံစုံပြန်စဉ်းရင်ထားမယ်ဆိုရင်ဘလောက်မြန်ကြည့်ကောင်းမလဲလို့အဲ့လိုတွေးတဲ့အဲ့ဒါနဲ့ကြောင်းပြန်ရောက်တဲ့အခါကျတော့တိရိမာလောင်းလိုလိုက်တဲ့စွမ်းကိုသူမစားနိုင်ဘူးတိရိမာရဲ့အလားကိုပဲရင်မှုပြီးတော့အဲ့ဒီစွမ်းသပိကြီးကိုကရင်အောက်ကိုထိုးထားလိုက်တယ်လို့ဆိုတယ်ဒါသူ့ရဲ့စိတ်ထဲမှာအမြဲတမ်းတိရိမာရဲ့အကြောင်းပဲရှိနေတယ်တော့အဲ့ဒီနေ့မှာပဲတိရိမာဟာကွယ်လွန်နေစာရောက်တယ်ကွယ်လွန်နေစာရောက်တဲ့အခါကျတော့ယာမာနတ်ပြည်ကိုရောက်တယ်တဲ့တိရိမာကအဲ့ဒါမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုအဲ့ဒီသတင်းစကားလေးရောက်လာတယ်တိရိမာကွယ်လွန်နေစာရောက်တယ်ဆိုတဲ့သတင်းပေါ့ဒီတော့မြတ်စွာဘုရားကတိရိမာရဲ့ယုတ်ကလတ်ကိုအကြောင်းပြုပြီးတော့တရားတစ်ခုဟောရလိမ့်မယ်အဲ့ဒီတရားကိုနာယူပြီးတော့တတ္တဝါအများကျွတ်တန်းဝင်ကြလိမ့်မယ်ဆိုတာကိုသိတော်မူမြင်တော်မူတဲ့အတွက်ကြောင့်မြတ်စွာဘုရားကဗိမိသာရမင်းကြီးကိုအဲ့ဒီတိရိမာရဲ့ယုတ်ကလတ်ကိုမြေကြီးတွေလည်းမမြုံနဲ့မြေကြီးတွေလည်းမမြုံနဲ့မီးလည်းမလျှော့နဲ့ဒီတိုင်းထားလိုက်လို့မြတ်စွာဘုရားကအမိန့်ရှိတယ်အဲ့ဒါနဲ့သုတ်တံမှာတိရိမာရဲ့အလောင်းကိုဒီတိုင်းပဲသိပ်ထားရတယ်ခွဲတာစိတ်ဓာတ်တွေလည်းမလုပ်ရဘူးဒီတိုင်းသဘာဝအတိုင်းပြစ်ထားလိုက်ရတယ်ကြီးတွေခွေးတွေပိုးပေါင်းတွေဘာတွေမစားအောင်တော့စောင့်ရှောက်ထားရတယ်အဲ့ဒါ1ရက်2ရက်3ရက်လွန်မြောက်လို့4ရက်ရောက်လာတဲ့အခါကျတော့အဲ့ဒီတိရိမာရဲ့ယုတ်ကလကတကယ်ကိုကြည့်လို့ရှုလို့လုံးဝမကောင်းလောက်အောင်ကိုပဲနော်အကြီးအကျယ်ပေါက်ပြန်ပြည့်စည်ပြီးတော့နော်ဒီလိုမျိုးဖြစ်နေအဲ့ဒီချိန်မှာမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုပိမိသာရမင်းကြီးကနော်4ရက်မြောက်တဲ့အတွက်ကြောင့်နော်တိရိမာပြည့်စုံမရဲ့နော်ယောလောင်းတုတ်တံမှာရှိနေပါပြီလို့လျှောက်တော့အဲ့ဒါဘုရားရှင်ကိုရမြတ်ကြီးကယဟန်တန်ဃာတော်တွေကိုနော်တိရိမာရဲ့ယုတ်ကလတ်ကိုတွားပြီးတော့အတုပရှုကြမယ်အဲ့လိုမျိုးယဟန်တန်ဃာကိုနှိုးဆော်တဲ့အခါမှာခုနတုန်းကလွန်ခဲ့တဲ့4ရက်မြောက်ကနော်တိရိမာရဲ့အလှကိုဆွဲလန်းပြီးတော့နောက်ဆွမ်းသပိတ်ကိုကရင်အောက်မှာထိုးထားတဲ့ယဟန်ကအဲ့ဒီတိရိမာကိုမြင်တဲ့ကစပြီးတော့အစာမစားဘူးအဲ့ဒီနေ့ထိသူဘာမှမစားဘူးအဲ့ဒါသူ့ရဲ့ဆွမ်းသပိတ်ကိုလည်းသူမရှိဘူးအဲ့ဒါယဟန်ချင်းချင်းပြောကြတာကိုကြားတယ်နောက်တိရိမာကိုမြတ်စွာဘုရားသွားပြီးတော့ကြည့်မလို့တဲ့ဒါကြောင့်ယဟန်တန်ဃာတွေလိုက်ရမယ်တဲ့ဆိုတော့သူ့စိတ်ထဲမှာတိရိမာကိုသိပြီးပြီလို့လည်းသူမသိဘူးအဲ့ဒါနဲ့တိရိမာကိုသွားကြည့်ရမယ်ဆိုတော့အရန်စိတ်ဝင်စားတယ်တိရိမာကိုသွားကြည့်မယ်ဆိုရင်ငါလည်းလိုက်မယ်ဆိုပြီးတော့နောက်အဲ့ဒီယဟန်ကကရင်အောက်မှာထိုးထားတဲ့တပိတ်ကိုစေးကြောပြီးတော့အဲ့ဒီတပိတ်ကိုလွှဲပြီးတော့မြတ်စွာဘုရားရဲ့နောက်ကနေယဟန်တန်ဃာတွေနဲ့ရောပြီးတော့လိုက်သွားတယ်အဲ့ဒါဒုစန္နာတစ်ခုကနော်တိရိမာကယာမာနတ်ပြည်မှာနတ်မိဘုရားကြီး